တိုင်းရာချိတန်နဲ့တိုက်တာစာအုပ်တွေဟာဘီလက်မြေအိတ်ပေါ်ကစလုံးသေးလေး၃လုံးကိုမသိတာကြောင့်အများကြီးထိခိုက်နစ်နာသွားနိုင်ပါတယ်။လူအများစုကဘီလက်မြေဆိုအမျိုးအစားတူပါပဲလို့ထင်တတ်ကြပေမဲ့တကယ်တမ်းမှာတော့သူ့နေရာနဲ့သူတုံးရမယ့်လျှို့ဝှက်ကုန်နံပါတ်တွေရှိနေပါတယ်။ဒီနေ့မှာတော့အင်ရှင်တိုင်းမဖြစ်မနေစစ်ဆေးရမယ့်ဘီလက်မြေစစ်စင်းဒီလန်၅ခုကိုစိုက်အင်ဂျင်နီယာတယောက်အနေနဲ့ပြောပြပေးသွားပါမယ်။ပထမဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ date of manufacture ပါပဲ။ဆေးဝါးတွေမှာတက်တန်းကုန်ဆုံးရက် expire date ရှိသလိုဘီလက်မြေမှာလည်းတက်တန်းရှိပါတယ်။ engineer research နှုန်းတွေအရဘီလက်မြေဟာထုတ်လုပ်ပြီး3လကျော်သွားရင်သူ့ရဲ့ခိုင်ခံမှုဟာ20%ကနေ30%အထိကျဆင်းသွားတတ်ပါတယ်။ဒါကြောင့် site ကိုရိုက်တာနဲ့အိတ်ဘေးကရက်ဆွဲကိုကြည့်ပါ3လကျော်ပြီးဆိုတာနဲ့အဲ့ဒီအိတ်ကိုပြန်လာလေးခံလိုက်ပါဒုတိယအချက်ကတော့အမျိုးအစားပါအိတ်ပေါ်မှာ OBC လား PPC လားဆိုတာရေးထားပါတယ်ရှင်းရှင်းလင်းလင်းပြောရရင် OBC ဆိုတဲ့ ordinary pollen cement ကအားတက်မြင့်တဲ့အတွက်တိုင်တွေပင်တွေစလက်တွေလောက်မှုအတွက်အကောင်းဆုံးဖြစ်ပြီးတော့ PPC ကတော့အားတက်နေပေမဲ့ကြာရှည်ခံလို့နိုင်ရန်စီတာချောတာတွေအတွက်ပိုပြီးတင့်တော်ပါတယ်ကိုသုံးမဲ့နေရာနဲ့ကိုက်ညီတဲ့အမျိုးအစားဖြစ်လားဆိုတာသိချစစ်ပါတတိယအချက်ကတော့ grade လို့ခေါ်တဲ့အဆင့်အတန်းမှာအဲ့ပေါ်မှာ 32.5 ဒါမှမဟုတ်ရင် 42.5 52.5 ဆိုတဲ့ခဏန်းတွေပါပါတယ်ခဏန်းပူကြီးလေးအားပူကောင်းလေးပါပဲတာမန်အိမ်တစ်လုံးရဲ့ structure တိုင်တဲ့အမှုအတွက်ဆိုရင်အနည်းဆုံး 42.5 grade ကိုသုံးဖို့ engineer တယောက်အနေနဲ့အကြံပေးချင်ပါတယ်ကျွန်တော်တို့ site တွေမှာအမြဲတွေ့နေရတဲ့နောက်ထပ်အမှားတစ်ခုကတော့ဘီလက်မြေအိတ်တွေကိုမှားယွင်းစွာတိုးလောင်တာပါပဲဘီလက်မြေဟာရေနဲ့တွေ့မှမာကြောတာမှန်ပေမဲ့လေထဲကအဆူဓာတ် moisture နဲ့စောစီစွာတက်ပြူရင်သူ့ရဲ့ပင်ကိုအားကပျက်စီးသွားတတ်ပါတယ်ဒီလိုဖြစ်ရင်ဘီလက်မြေရဲ့အခဲလေးတွေချင်းချင်းလုံးသွားပြီးအထက်မှာအဖုထစ်တွေဖြစ်လာပါတယ်ဒီအခဲတွေကိုကြိတ်ခွဲပြီးသုံးရင်တောင်ဘီလက်မြေဟာမူလခိုင်ခဲ့မှုရဲ့40%အထိဆုံးရှုံးသွားနိုင်ပါတယ်ဒါကြောင့်ဘီလက်မြေအိတ်တွေကိုမြေကြီးနဲ့ဓာတ်ရိုက်ထွေးမှုမရှိအောင်တစ်သားတွေပေါ်မှာစီထားရပါမယ်ဒါအပြင်အိတ်တွေကိုနိုင်ရန်နဲ့မထိအောင်စီပြီးမိုးရေဒါမှမဟုတ်စိုက်ထဲကရေတွေနဲ့ထိတွေ့မှုမရှိအောင်အလုံးပိတ်တဲ့နေရာမှာထားဖို့ကအင်မတန်မှအရေးကြီးပါတယ်နောက်ဆုံးအနေနဲ့ဤပညာပိုင်းဆိုင်ရာအချက်တစ်ခုကိုပြောပြချင်ပါတယ်အဲ့ဒါကတော့ water cement ratio ပါပဲကန်ထရိုက်တာအများစုကကွန်ရစ်ကိုလောက်ရလွယ်ကူအောင် water reliability ကောင်းအောင်ရေကိုပိုးထည့်မိတတ်ကြပါတယ်ဒါပေမဲ့ဘီလက်မြေကိုစရန်ကောင်းမှုဆိုရင်ရေအနှင်းငယ်တာလိုပါတယ်ရေမြတ်သွားလုံးတဲ့အခါကွန်ရစ်ထဲကဘီလက်မြေဟာရေတွေနဲ့အတူအပေါ်ယံကိုလွင့်ပါသွားပြီးကြောက်နဲ့သေးတွေကအောက်ကိုကျသွားတတ်ပါတယ်ရလက်ကတော့ဂုံလေးဟာပွားပြီးခိုင်ခံမှုရော့ကျသွားပါတော့တယ်အင်ဂျင်နီယာတွေဟာဒီ water cement ratio ကိုတိကျစွာသတ်မှတ်ထားပါတယ်ဒါကြောင့်ဂုံလေးဖြောဆက်တဲ့အခါမြန်မက်နဲ့ရမ်းပြီးဖြောဆက်ခွင့်မပြုပါနဲ့တိကျတဲ့ပုံနေနဲ့သာတိုင်းတာသတ်မှတ်ပြီးသတ်မှတ်ထားတဲ့ပမာဏအတိုင်းသာရောဆက်ခိုင်းဖို့အင်ရှင်တွေနဲ့ကြီးကြပ်ပေးရပါမယ်ဒီဗီဒီယိုမှာအိမ်တစ်လုံးရဲ့အသက်ဖြစ်တဲ့ဘီလက်မြေနဲ့ပတ်သက်ပြီးတော့ date type grade storage နဲ့ water ratio ဆိုတဲ့အရေးကြီးဆုံးအချက်၅ချက်ကိုကျွန်တော်ရှင်းပြပေးခဲ့ပါတယ်ဒီအချက်တွေကိုလိုက်နာနိုင်ရင်တင်အိမ်ဟာရေရှည်ခိုင်ခံမှုအတွက်အာမခံချက်ရှိပြီလို့ဆိုနိုင်ပါတယ်။တင်ရဲ့ဆောင်းလုပ်ရေးကွင်းမှာပစ္စည်းတွေရဲ့ရည်သွေးကိုစစ်ဆေးဖို့လိုအပ်တဲ့နည်းပညာပိုင်းဆိုင်ရာအကြံတွေကိုတိကျစွာရယူဖို့အတွက်ကျွန်တော်တို့ construction tech channel ကိုတိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။နောက်ထပ် engineer ဆိုင်ရာဘိုးတူတာတွေကိုဆက်လက်ရယူနိုင်ဖို့အတွက်ကျွန်တော်တို့ channel ကို subscribe လုပ်ထားပေးပါဦးခင်ဗျာ။